ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Lily Crafter ဒီနေ့မှာတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာပေါ့နော်ဘယ်လိုပြစရာရှိတယ်ဒီဘက်ကိုသွားလိုက်မယ်ဆိုရင်အဲ့နားလေးမှာပေါ့နော်ရေးဒါကြီးကဘာကြီးရေးဒါကြီးကဘာကြီးတော့အဲ့ဒါတော့ကျွန်တော်ရေတွင်းလေးတစ်ခုစောက်မလို့ပေါ့နော်ခု60ခွန်ဆိုရင်ကျွန်တော်တို့ကဟိုထိတူးမှာပေါ့နော်55လောက်ထိကျွန်တော်တို့ကတူးမှာအဲ့ရေတွင်းကိုပေါ့နော်ရေတွင်းလေးတူးမလို့ရေတွင်းလေးတူးပြီးတော့သိတယ်မလားရေခတ်လို့ရတဲ့ဟာလေးလုံးမလို့အဲ့တော့ကျွန်တော်တို့ဒီမှာချက်တီစားတော့ကြည့်ရပါမယ် come here ပါမမင်းတို့ချက်သေးသေးလေးမွေးတော့မယ်ဟေးဒီမှာချက်သေးသေးလေးပေါက်လာပြီစီကတစီကြံသေးတယ်တို့တွေးလိုက်မယ်ကြံတော့ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကအရင်ဆုံးဘာလုပ်ရမလဲဆိုတော့အမှကျွန်တော်တို့ဟိုဟာလိုတယ်ပေါ့နော်ချင်းကျိုးတို့ဘာလို့လိုတယ်ချင်းကျိုးတို့ဘာလို့လိုကကျွန်တော်မှာ iron ရှိပါဘူးနေငါခွေးထောင်ကြနေတာဟိုဟာသွားပေးရအောင်မယ်မနက်ထင်မှာပေးမယ်ခုကျွန်တော်တို့အလုံးမလုပ်သေးဘူးဘာလို့လဲဆိုတော့မနက်ဖြန်မနက်မှကျွန်တော်တို့ကလုပ်မယ်ခုဘာလုပ်မှလဲဆိုတော့ဒီဘက်ကိုသွားမယ်ဒီဘက်ကိုသွားပြီးရင်မီးတောင်လဲနေပဲဒီဘက်မှာနေတာပေါ်တယ်နားမှာကျွန်တော်မိုင်းတွင်းလောက်ထားပါတယ်မင်းညကောက်လောက်လိုက်တာမိုင်းတွင်းလောက်ထားပါတယ်ဒါကတော့လူလုံမိုင်းတွင်းလေးပေါ့နော်ကျွန်တော်တို့အများကြီးလဲဟောဖြစ်ပါဘူးလူလုံမိုင်းတွင်းလေးပါပဲထွေထူးကြီးပါကြီးလည်းမရှိပါဘူးကျွန်တော်တည်ရမလားရှောက်ဆောက်ထားတာနောက်ပြီးတော့ကျွန်တော်တို့အရင်နောက်အပိုင်းနေကြရင်တရားလေးကို upgrade လုပ်မယ်ခုကကျွန်တော်တင်တာနဲ့စောရမယ်နော်ဘာလို့လဲဆိုကျွန်တော်လုံးစရာလေးရှိလို့ပေါ့နော်တင်တာလေးနည်းနည်းလေးစောတာအဲ့တော့လာဒီဗီဒီယိုလေးကိုကျွန်တော်မြန်လေးပြီးချင်ပါတယ်အောက်ပြုတ်ကြပါတယ်ဒီဗီဒီယိုလေးကိုကျွန်တော်မြန်လေးပြီးချင်တယ်ခုသွားအိတ်မယ်ပေါ့နော်မနက်ပြန်ကြရင်ခွေးကိုEmerald အတုံး20သွားပေးရမယ်သူဘိုက်စာရင်စားဖို့ချီရွယ်ဟွာမဟုတ်ပေါက်ကြီးစားရတာတိတ်ပြီးတော့လဲစိတ်မပြေမငါပြုတ်ကြပြီကျွန်တော် Dream Crafter နဲ့လည်းလုပ်ပါမယ် Dream Crafter နဲ့လည်းဗီဒီယိုတွေတင်ပါမယ်သူ့ channel ကိုသွားကြည့်ခြင်းနဲ့ဆိုရင်တော့ description မှာကျွန်တော် link ပေးထားပါမယ်သူ channel ကိုလည်းသွားကြည့်လို့ရပါတယ်အဲ့တော့ကျွန်တော်ကခုကရေတွင်းလေးစောက်မှာကဲသွားအိမ်မယ်Dream Crafter ရဲ့ channel သွားကြည့်ခြင်းနဲ့ဆိုလဲကျွန်တော် description မှာ link ပေးထားပါမယ်ဒါမှမဟုတ် first comment မှာကျွန်တော် link ပေးထားပါမယ် Oh my god man သူကတော့ Crafter Kingdom တင်နေတယ်ပေါ့နော် Crafter Kingdom Season 1 Episode 2ဆိုပြီးတော့တင်နေတယ်မနေ့တနေ့မှလုပ်ထားတဲ့ channel လေးပါကျွန်တော် live တွေပါလွှင့်ပါမယ်မလွှင့်ပြသေးလို့ပေါ့နော် live တွေပါကျွန်တော်လွှင့်မယ်မလွှင့်ပြသေးပါဘူးအဲ့ဒါလေးပါချက်သေးသေးလေးပဲရောက်သွားလေချက်သေးသေးလေးOh no ရှိသေးတယ်သူတို့လည်းနေနေတာချက်သေးသေးလေးပဲခြီထားပေးမှစီးရရှိရင်ဟွာလှုပ်လို့ရတယ်လေဟုတ်တယ်မလားစီးကျတော့ချက်တွေအများကြီးမွေးပြီးတော့ဟိုထဲထဲမှာချာအသက်လှုပ်ပြီးထဲမှာကဲအဲ့တော့ကျွန်တော်တို့တူးကြရအောင်ဟိုတခါတော့အဝေးစီတွင်တူတော့scaffolding နေလားမသိဘူးလောက်ထားရနေတူတယ်အဝေးစီတွင်တူတော့နော် scaffolding နေလောက်ထားတယ်နဲ့တူတယ်ရောက်ငါဓာတ်တော့မလောက်တတ်တော့ဘူးလားလောက်ကြတော့
အော်ရပြီအေးပြီးတော့ဆော်လာမပြူထိုင်ပြီးတော့ပဲဆော်တော့မယ် yes အဲ့ဒါမှဆင်ပြေတာ oh my god အော်ရောင်ရေးဆော်ရက်လက်နေတယ်အရင်လက်ဖြတ်နေတာပဲအော်အဲ့ဒါskateboarding နေရှိရနေတူတဲ့ချက်ထဲမှာဟုတ်တာပေါ့ရှိတာပေါ့ရှိကြပေါ့ရာ54ခုဆိုရတယ်ငါတို့ကအများကြီးလဲမလိုတော့ဘူးလေသိရမလား4 damage တွေဘာတွေထိမှအဲ့လိုမျိုးဆင်လို့ရတယ်အဲ့လိုမျိုးငါ skateboarding ဆင်ဖို့တော့မတက်တော့ကျွန်တော်က55တုံးထိတူးရမှာတိမ်လေးပါနော်ရေရင်းရဲ့တိမ်နဲ့ကိုမသိနိုင်မှာတိမ်လေးပါအပေါ်ကရေလေးအပေါ်ကရေလေးတွေမဖြစ်ဘူးကျွန်တော်တို့ကအောက်မှာရေထွက်တဲ့အထိစောင့်ရမှာအဲ့တော့သိရမလား display ထိတူးရမှာထင်တာပဲငါလည်းမသိဘူးကဲလာ3ဘလော့စီတူး3ဘလော့စီတူးအောင်55ဘလော့ဆိုတော့တိမ်လားလို့ဟာမသိဘူးကွာတုံး40ဒီတူးမှကျေးနာလားအတုံး40ဒီတူးရေကောင်းမလားဘရိုတို့မဟုတ်ကော်ဘတ်စတုန်းတွေကတော့အများကြီးထွက်မှသေးကြတယ်ကော်ဘတ်စတုန်းတွေကတော့ငါတို့အပေါ်ဆုံးဆိုလို့ကော်ဘတ်စတုန်းတွေဘာလို့လဲဆိုတော့အရင်တူးတာလေးအောက်မှာနောက်ပြီးတော့ကျွန်တော်ဒိုင်းမွန်ရှာထွက်ရမယ်ဒိုင်းမွန်ရှာထွက်ရမယ်အိုင်ရွန်ရှာတာထွက်ရမယ်ဘာလို့လဲဆိုတော့သိတယ်မလားကျွန်တော်မိုင်းတွင်းထဲမှာပဲ episode တစ်ခုလုပ်ရမယ်ပေါ့နော်ဟုတ်ပါတယ်လာတော့ပါမယ်အဲ့ဗီဒီယိုလေးလဲငါအပိုင်း20လောက်ဆိုလာပါမယ်ဒီအပိုင်းကဒီကောင်ကကျွန်တော်တို့အပိုင်း20မှာမရက်ပါဘူးကျွန်တော်90ထိသိမ်းဖို့ဆုံးဖြတ်ထားပါတယ်အပိုင်း90ထိသိမ်းဖို့ဆုံးဖြတ်ထားတယ်အပိုင်း90ဆိုတော့တစ်လမှာဘယ်နည်းရှိလဲ30เนาะ2လလောက်တင်ရမယ်ပေါ့နော်ဗီဒီယိုက2လဝယ် non stop 2လ non stop မှာအပိုင်း90ရောက်မှာကျွန်တော်ဒီဝေါ်ကြီးပြတ်တဲ့အထိကျွန်တော်တင်မယ်เนาะဒီဝေါ်မပြတ်မချင်းရတော့ကျွန်တော်ကတော့လုပ်ပါပဲဗီဒီယိုကတော့ဘာလို့လဲဆိုတော့တခြားကလည်းဘာရှိသေးမှမဟုတ်လို့တော့ဘရိုတို့ entertainment လုပ်ပေးရတာပဲသိရမလားကောင်းတာ哦เนาะ entertainment လုပ်ပေးရတာပဲကောင်းတယ်ကျွန်တော် Roblox လေးလည်းဆော့မယ်ဒါလေးလည်းဆော့မယ်ပေါ့နော်ကျွန်တော်တင်နေကြက10နာရီ17နာရီကျွန်တော်တင်နေကြ10နာရီ17နာရီခု10နာရီတောင်ထိုးသေးကိုခွဲပဲကျင်သေးတယ်ကိုခွဲမှာပဲကျွန်တော်တင်လိုက်တော့မယ်မနေ့ကပေါ့နော်လူသွားလန်းလောက်တာလားဟုတ်တယ်လူသွားလန်းလောက်တာလေးကျွန်တော်တို့ကြည့်ကြပေးပါအောင်ဘာလို့လဲဆိုတော့ view မရလို့ပါကဲဂရန်နိုက်ရောက်ပါပြီဂရန်နိုက်ဆိုတော့44ပါဂရန်နိုက်လေယာရပါပြီဂရန်နိုက်လေယာရဲ့အောက်မှာရေထွက်ပါတယ်တွေ့လားပြောသားပဲဂရနိုက်လေယာရဲ့အောက်မှာရေထွက်ပါမယ်လို့ဟာကထင်းသားပဲဂရနိုက်လေယာရဲ့အောက်မှာရေထွက်ပါမယ်လို့ကျွန်တော်အကြိုပြောလိုက်တာတွေ့လားနည်းတော့နက်တယ်ကွာရောက်ငါဘယ်လိုလုပ်သိတာတော့ဂရနိုက်လေယာရဲ့အောက်မှာရေထွက်ပါမယ်ဆိုပြီးတော့ပြောတာoh shit yes ပေါ်ကြည့်တဲ့ပေါ်ပြတ်တဲ့တက်ကြပါဘူးတူကျွန်တော်ကရေကဘယ်နာရီပြောစလောက်ရမလဲဆိုတော့ဒီမှာ42မှာကျွန်တော်ရက်လိုက်တော့မယ် oh my god it's so anat ရေကဒီနာရီပြောစဖြည့်မယ်ပေါ့နော်ဒါမှရေကတော့တိတ်ပြီးတော့မရှိသေးဘူးနော်ရတူပြီးတော့ဖြည့်လာအောင်မယ်ဒီနားမှာအဲနာရေကိုခိုးလာတက်ကြပါဘူးတူတက်ကြပါဘူးတက်ကြပါဘူးချက်ဒါရွန်
Oh my god, man. Chuck that o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 n. Là bị nhảy bị lá nhảy gì bà bố. Ồ ngà đi na đi với câu khẩn đi luôn là. À. Go 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 à. Go à. Go à. Go 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 go. Go 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 go. Khá luôn mày ra đâu là. No, khá luôn mày ra đâu đấy bia. Cao yo. Cao yo. Cao yo cho nó hô này thì tôi khá rồi mà. Cao yo gì mà xí đâu đấy. Gì đùa lố đấy. Go go go. Go à. Hô này thì tôi bị khẩn vậy là. Không được không tiêu ya. Khu rồi lên này bị. Yes. 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 Skateboard it out.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  Yes. Chị đi lâu đi biển này. Oh. Okay. Infinite water ဖြစ်သွားပါပြီ။ရေဖြစ်ရတဲ့အလောက်ကကဘာခတ်ဆုံးအလုပ်ပါခင်ဗျာ။ကျွန်တော်မကြိုက်ပါဘူး။မကြိုက်လို့ပဲကျွန်တော်လုပ်နေတာပါ။ Yeah. ဒီဘေးမှာထားရမယ်။ဘာဖြစ်သွားတာတော့ငါခတ်လို့မရတော့ဘူးတဲ့။ဟိုအောက်ဒီစင်ကားတော့ဟိုအောက်ဒီစင်ဟိုအောက်ဒီဟိုအောက်ဒီစင်ပြီးတော့ခတ်နေရတာကျွန်တော်ရေခတ်ပြီးပြန်တွေ့ပါမယ် Yes ဟာမရသေးဘူးတဲ့ရေကဟာရှော့ရတာငါတော့ခါညတော့ရောက်တော့မယ်သားကြီးငါအပေါ်ဘလို့ပြန်တက်ရမှာတော့သားကြီးရေလုံးကြပါငါမငါဘောဘလို့ပြန်တက်ရမှာတော့ကွာတရောင်းနေပြီးသေးမှာလားလို့ No man No တေးပြီskateboard ဖြုတ်ပြီးတော့တရောင်းလုံးလိုက်တော့မယ်ရေရတော့ရပါတယ်ဒီလောက်ဆိုဖြည့်ပြီးသွားပြီပဲလေးနော်ဘာတက်နိုင်မှာတော့ skateboard ထောင်ပြီးတော့တက်သွားလို့ရတယ်တက်မလားလို့နာ down မဲနှစ်တီလိုက်တော့မယ်နောက်ပြီးတော့လဲ episode အဲ့လိုက်တော့မယ်လေဟာတက်ကြည့်ပါဘူးမြန်လို့မြန် draw okay ပြန်လာကိုအော်နေတော့ draw ခံရနေကျွန်တော်တို့ explore သွားလုပ်မယ်ပေါ့နော်ဒီအောက်ထဲမှာဘာတွေရှိလဲလို့ထင်တဲ့လောက်ကြီးတော့အများကြီးတော့မရှိပါဘူးအော်ဒါ cave ကို water cave ဖြစ်သွားတာနော်ဒါက water cave ဝေးတယ်ပြီ okay ကြည့်ရှုပေးတဲ့အတွက်နေရောငါဟိုလေးအပေါ် view ရပြီးတော့သွားကြည့်တဲ့ဟာလေးသွားလောက်လာအောင် Oh my god ဘယ်လိုတော့မသိဘူးဒီမှာတော့လက်နေပြီအရင် building နေဆောက်ထားအရင်များလို့ okay အပေါ် view ရပြီးတော့လှမ်းကြည့်ပါမယ်ကျွန်တော်တို့ Oh my god အနက်ကြီးရွယ်ဟေးဒီဘေးလေးမှာအကာအရလေးတွေနောက်အနောက်ပိုင်းမှာလောက်တော့မယ်အခုတော့အဲ့ဒါလေးနဲ့ပဲဆုံးသက်ပြရစီအားလုံးကိုကြည့်ချူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye bye ဟာ recording စတော့